ဇလန်ရဲ့အစမှာတော့စကြောသက်ကျောင်းသူလေးတယောက်ကျောင်းဝတ်စုံလေးနဲ့မှန်ရှိမှကျောင်းသွားဖို့အလှဆုံးပြင်ဆင်နေပါတယ်။ကျောင်းသွားဖို့ထွက်လာတဲ့အချိန်ဈေးကနေပြောင်းလာတဲ့အမေဖြစ်သူကသူမကိုမျက်နှာမှာမိတ်ကပ်တွေလူထားပြန်ပြီလားဆိုပြီးစုနေတာပါ။ကျောင်းကိုရောက်တော့ကိုစီအလားပြင်နေကြတဲ့တငယ်ချင်းတွေကလည်းသူမကိုတညလုံးလိုင်းပေါ်မှာတွေ့တယ်။ကောင်လေးတွေနဲ့ဖုန်ကြောင်နေလို့ဒီလောက်နောက်ကျနေရလားဆိုပြီးမိလိုက်ပါတယ်။သူမကလည်းတညလုံးတော့မဟုတ်ပါဘူးဒါပေမဲ့တယောက်နေတော့ဒီနေ့ညမှာတွေ့ဖို့ချိန်ထားတယ်ဆိုပြီးပြောပြလိုက်ပါတယ်အဲ့ဒါဆိုနင်တို့အခုညအကျဉ်းအနန်းတွေပြီးတော့မှာပေါ့လေလို့တငယ်ချင်းတွေကသူမကိုပြန်ပြီးစနောက်နေကြပါတယ်စတင်ငန်းတစ်ခုထဲမှာတော့ဆရာမတယောက်ကိုကျောင်းသူကျောင်းသားတွေကဆရာမရဲ့လက်ထပ်ပွဲအတွက်အကျိုးခုံပြုပေးနေပါတယ်ဒါကိုဘလို့သိရလဲလို့မိလာတဲ့ဆရာမကိုတော့ဆရာမရဲ့အခန်းရှိမှနေတာပါဆိုတော့သိတာပါဆိုပြီးကျောင်းသူလေးတယောက်ကပြန်ဖြေလိုက်ပါတယ်ညနေခင်းလေးမှာတော့သူမလိုင်းမကကောက်လေးတွေနဲ့တွေ့နေပါတယ်ပြီးတော့နှစ်ယောက်သားဟာဗိုက်စာနေရကြောင်းတခုခုစားကြမယ်ဆိုပြီး KTV လိုဆိုင်တစ်ခုထဲမှာတချင်းဆိုရင်စားတောက်နေကြပါတယ်ခဏကြာတယောက်တလဲစီတချင်းဆိုနေကြရင်သူမကိုထိုးကောင်လေးကစပြီးတော့နမ်းလိုက်ပါတယ်အတန်းငိမ်ပြီးသွားလို့ကျောင်းသားတွေဟာလည်းအိမ်ကိုပြန်ကုန်ကြပြီးဆီယမကတော့သူမရဲ့နားနေဆောင်ကိုပြန်လာခဲ့ပါတယ်ပြီးတဲ့နောက်စပွဲပေါ်ကကော်ဖီတစ်ဖက်ကိုမော်တောက်လိုက်တယ်။ကျောင်းသူမလေးကတော့အမေဖြစ်သူကိုဖုန်းဆက်ပြီးတငယ်ချင်းဖြစ်သူစူအောင်ရဲ့အမေကအလုပ်ကနေပြန်မြောက်တရားကြောင့်သူ့ရဲ့အိမ်မှာခဏနေပေးနေရတာမို့နောက်ကျမယ်ဆိုပြီးလိန်ပြောလိုက်ပါတယ်။ပြီးတော့ကောင်လေးဖြစ်သူရဲ့လက်ကိုတွဲပြီးထိုကောင်လေးရဲ့အိမ်ကိုထွက်လာခဲ့ကြတယ်။ထိုအိမ်ထဲမှာကောင်လေးနဲ့အတူတူညသာစားပြီးတဲ့အခါအိမ်ပြန်တော့မဲ့သူမကိုကောင်လေးကခဏနေပါအောင်ဆိုပြီးတားလာပါတယ်။ပြီးတဲ့နောက်သူမလည်းဆိုချူတွေကိုတောက်လို့မူပြီးအိပ်ပျော်နေရကနေပြန်နိုးထားလာခဲ့တယ်။အမှုမပြေသေးတဲ့သူမကိုထိုကောင်လေးကအမှုပြေအောင်ဆိုပြီးအချုံရည်တစ်လုံးထက်တိုက်လို့ပဲတောက်လိုက်ရပါတယ်။နားနေဆောင်ထဲမှာတော့ဆီယာမဟာကော်ဖီတောက်ပြီးကလေးကခုံပေါ်မှာပဲအိပ်ပျော်လို့နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲမီးတွေပိတ်သွားပြီးအခန်းတကားကလည်းပွင့်လာကလူ၃ယောက်ရောက်လာပါတယ်။ကျောင်းသူမလေးပမာလည်းအချုံရည်တောက်ပြီးသတိပြန်လာတော့သူမကိုခုံတစ်လုံးပေါ်မှာကြိုးချီထားတာဖြစ်ပြီးသူမရဲ့ကောင်လေးကကင်မရာနဲ့ချိန်ထားတာကိုတွေ့လိုက်ရပါတယ်။ဘာလို့နေတာလဲလို့သူမကမေးနေချိန်အခန်းထဲကနေမျက်နှာဖုံးတွေဆွတ်ထားတဲ့လူတွေထွက်လာတာကိုသူမမြင်လိုက်ရတယ်။ပြီးတော့တောင်းပန်မာတဲ့လွတ်ပေးပါလို့သူမပြောနေပေမဲ့ထိုလူတွေကတယောက်ကသူမကိုပါဇက်ကိုအဝတ်နဲ့စီလိုက်ပါတယ်။ညကကြည့်ထားတဲ့ဇက်ကားတွေကအတိုင်းရိုက်ကြမယ်ဆိုပြီးသူမကိုမျက်မှန်တက်ပေးလိုက်ကကင်မရာကိုချိန်လိုက်ကြတယ်။ခုကြည့်နေတဲ့ဗီဒီယိုလေးကိုလည်းလက်မလေးတွေမနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ခုကျလောက်နှိပ်ခဲ့ပေးဖို့မြစ်တာရက်ခံပါတယ်။ဆရာမတွေနေတဲ့နားနေဆောင်ထဲမှာညရဲကအိပ်ပျော်နေတဲ့ဆရာမကိုအတန်းကောင်းဆောင်ကလာနှိုးပေးလိုက်ပါတယ်။ပြီးရနောက်သူမရဲ့လက်မောင်းတွေကလည်းနားနေသလိုဖြစ်နေပြီးလက်ကဝက်မှနဲ့ကျိုးနဲ့ချီထားသလိုမျိုးထရတစ်ခုရနေတာကိုတွေ့လိုက်ရပါတယ်။တာစင်ကန်နဲ့ဝင်ပြီးမျက်နှာတင်နေချိန်မှာသူမဖုန်းထဲကို message တစ်စောင်ဝင်လာခဲ့တယ်။ဖုန်းကိုယူကြည့်လိုက်တော့သူမမသိတဲ့အကောင့်တစ်ခုကနေညတော့ကသူမရဲ့ရင်ဘတ်တွေကိုရိုက်ထားတဲ့မကောင်းတဲ့ဓာတ်ပုံတွေကိုပို့လာပါတယ်။ပြီးတော့သူမကဘသူလဲလို့စာပို့လိုက်တော့မင်းဘတာခက်မှန်းကြည့်ဆိုပြီးတော့ပြောလာပါတယ်။ပြီးရနောက်သူမလည်းစာသင်ခန်းစီကိုလှမ်းလျှောက်လာခဲ့တယ်။ထပ်ပြီးတော့ message တွေကိုဝင်လာပြန်တဲ့ဗီဒီယိုဖိုင်ကိုဖွင့်ကြည့်လိုက်တော့ညတော့ကသူမကိုမျက်နှာဖုံးတွေဆော့ထားတဲ့လူ၃ယောက်ကကျိုးနဲ့တုပ်ပြီးလှုပ်ချင်တလို့တွေလုပ်နေတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့သူမလည်းဗီဒီယိုဖိုင်ကိုတခြားသူတွေမသိစေချင်ရင်သူပြောတဲ့စကားတွေကိုလိုက်နာရမယ်ဆိုတဲ့ချင်းချောက်စာတွေကိုပါထပ်ဖတ်လိုက်ရပါတယ်။သူမကတော့အဲ့ဒါကိုကြည့်နေမျက်ရည်တွေဟာစီးကျလာခဲ့တယ်။ကျောင်းသူမလေးကတော့ကွန်ပျူတာကိုဖွင့်ကသူမကိုဝိုင်းပြီးစော်ကားနေတဲ့ဗီဒီယိုဖိုင်ကိုကြည့်ရင်ငိုနေပါတယ်။အဲ့ဒီအချိန်အပြင်ကနေအမေဖြစ်သူပြန်လာတော့သမီးရဲ့အခန်းထဲမှာအတန်းတွေကြားနေရလို့လာကြည့်လိုက်တော့သူမကအိတ်ချောင်ဆောင်နေလိုက်ပါတယ်။နောက်နေ့မှာတော့ဆရာမကကျောင်းလုံခြုံရေးဦးလေးကြီးကိုမနေ့ညက CCTV မှတ်တမ်းကြည့်လို့ရမလားလို့မေးလိုက်တော့ပြက်နေတဲ့အကြောင်းကိုသိလိုက်ရပါတယ်။ကျောင်းသူမလေးကတော့အမေဖြစ်တဲ့သူကိုစိုးမျိုးကိုပြောင်းပြီးတော့နေရအောင်လို့ပြောနေပါတယ်။အမေဖြစ်သူကတော့ကျောင်းမှာရန်ဖြစ်ထားလို့လားလို့မေးတော့မဟုတ်ပါဘူးဆိုကကျောင်းသားတော့မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။လန်တက်တရာကိုရောက်တော့သူမကိုစော်ကားထားတဲ့ကောင်တွေကိုတွေ့တော့သူမလန့်သွားတယ်။ထိုကောင်လေးကသူမအမေရောအလုံးကိုပါသိအောင်လုပ်လိုက်ရမလားဆိုပြီးချိန်ချောက်လာပြန်တော့သူမကမလုပ်ပါနဲ့ဆိုတာဒူထောက်ပြီးတောင်းပန်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူမကိုဝိုင်းပြီးစော်ကားခဲ့တဲ့ကောင်တွေထရောက်လာပြီးဘသူကမှမပြောစေချင်ရင်စေးထည့်ထားတဲ့အချိုရည်ကိုတောက်ပြီးအတူတူပျော်ပါဖို့ပြောနေပါတယ်။ဗီဒီယိုဖိုင်သားသူများတွေတွေ့သွားခဲ့ရင်ကျောင်းမရောပတ်ဝန်းကျင်မှာပါသူမတို့သားမြေအရှက်ရမှာဆိုတာကြောင့်နောက်ဆုံးမှာတော့သူမလည်းတောက်လိုက်ရပါတယ်။ပြီးတဲ့နောက်မူးဝေသွားပြီးဘာမှမသိတော့ဘူးဖြစ်သွားခဲ့ပါတယ်။ဆီယမလေးကလည်းမကြခင်လက်ထပ်တော့မဲ့သူမရဲ့ချစ်သူရဲ့မိဘတွေနဲ့အတူတူညသာစားနေကြပါတယ်။ဖုန်းထဲကို message ဝင်လာတာကြောင့်သက်စင်ကန်ထဲကိုဝင်လာပြီးကြည့်လိုက်တော့သူမဝတ်ထားတဲ့အပေါ်အင်ကြီးအတွင်းခံကိုရိုက်ပြခိုင်းနေတာကိုတွေ့လိုက်ရပါတယ်။ချိန်ချောက်ခံနေရတဲ့သူမလည်းမပို့လို့လည်းမရတာကြောင့်ရိုက်ပြီးပို့လိုက်ပါတယ်။ပန်းချံတစ်ခုတွေကကစားကွင်းထဲမှာတော့ကျောင်းသူမလေးကိုစော်ကားပြီးထားခဲ့ကြပါတယ်။ဂိမ်းဆိုင်တစ်ခုထဲမှာဆလိတ်တောင်းနေတဲ့ဘဲကြီးကဂိမ်းဆောင်ရင်ဆဲဆုပ်နေတဲ့ကလေးတွေကိုစုနေပါတယ်။ကလေးတွေကလည်းဦးလေးကြီးကလည်းဆလိတ်မတောက်ရနေရမှာဆလိတ်တောင်းနေတာပဲလို့ပြန်ပြောလိုက်တော့သူ
သူ့ရဲ့ဆိုင်ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။စုံတော့ကြီးအုတ်ခုချော်လာလို့မင်းဆီယမတယောက်သူ့စီရောက်လာတယ်။ပြီးတဲ့နောက်ကော်ဖီဆိုင်တစ်ခုမှစကားပြောနေကြပါတယ်။ဆိုမှအဆင်ပြေလားလို့မင်းနေတဲ့စုံတော့ကြီးကိုစုံတော့အလုပ်ကနေထွက်လိုက်တာကြာပြီလားလို့သူမကပြန်မေးလိုက်ပါတယ်။စုံတော့ကြီးကလည်းကြာပြီလို့ပြန်ဖြေရင်ဆက်ပြီးတော့ဖုန်းအသစ်ဝယ်ထားတာလားမိုက်တယ်လို့ပြောနေပေမဲ့သူမကတော့ကင်းချင်းဟိုဆိုရဲသူ့ကိုစုံစမ်းပေးပါလို့ပြောလာပါတယ်။ဒီလိုပြောလာတော့စုံတော့ကြီးကလည်းအတိတ်စီကိုပြန်လဲစဉ်းစားလိုက်ပါတယ်။အတိတ်မှာတော့ចောင်းသူမလေးဆိုတာကတကယ်တော့အခုဆရာမလေးရဲ့ငယ်ဘဝသားဖြစ်ပါတယ်။အတိတ်ကចောင်းသူမလေးဘဝတုန်းကလည်းဒီစုံတော့ကြီးကပဲသူမရဲ့အမေကိုသူမအစောကခင်ရတဲ့ဓပုံတွေပြပြီးအမှုလိုက်ပေးခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာလည်းငယ်တုန်းကလိုအဖြစ်မျိုးထပ်ကြုံနေရတဲ့သူမမှလည်းအားကိုးစရာဆိုလို့ဒီစုံတော့ကြီးပဲရှိတာကြောင့်အကူအညီတောင်းနေတာပါအမှုကအရန်အောင်ကြားနေပြီလေအခုမှဘာဖြစ်လို့လဲလို့မင်းနေတဲ့စုံတော့ကြီးကိုစုံစမ်းပေးပါအကြောင်းရင်းကနောက်မှပြပါမယ်ဆိုပြီးတော့သူမကပြောလိုက်ပါတယ်သူမရဲ့ငယ်ဘဝဖြစ်တဲ့အကြောင်းသူမလေးဘဝတုန်းကသူမကိုဗီဒီယိုရိုက်ပြီး live မော်တင်လိုက်တဲ့သူကကင်းချင်းဟိုလိုအဖွဲ့ပဲဖြစ်ပါတယ်အဲ့ဒီတုန်းကရဲတွေကပတ်စံယူပြီးចောင်းသားတွေလည်းဖြစ်တာကြောင့်သူတို့အဖွဲ့ကိုခံဝင်ကလေးနဲ့နောက်ပိုင်းမှာပြန်လှုပ်ပေးခဲ့တာပါအဲ့ဒီတုန်းကအကြောင်းလေးကိုပြန်စဉ်းစားရင်ကောင်းမောင်မြောက်အိမ်ကိုပြန်လာခဲ့ပါတယ်။စုံတော်ကြီးကတော့သူအစိုးရဝန်ထမ်းစုံတော်ဘဝတုန်းကသူ့ရဲ့လက်ထောက်တစ်ပည့်ဖြစ်သူကိုကင်းချင်းဟိုအကြောင်းမေးကြည့်နေပါတယ်။သူတစ်ပည့်ရဲ့စကားအရကင်းချင်းဟိုကမကောင်းတဲ့ဇက်ကားတွေရိုက်ပြီးလိုင်းမော်တင်တဲ့အမှုတွေနဲ့ဝရမ်းပြေးဖြစ်နေတယ်လို့ဆိုရသိလိုက်ရပါတယ်။တစ်ဖက်မှာတော့အိမ်တိမ်အိမ်မှာအုတ်ထုတ်ဆောင်ထားတဲ့လူတစ်ယောက်ကဗီဒီယိုအခွေတွေလို့ယူဆရတဲ့အရာတွေကိုအိတ်ထဲကိုထည့်နေပါတယ်။ပြီးတဲ့နောက်အဲ့ဒီလူကကားပါကင်တစ်ခုကိုရောက်လာပြီးအနက်ရောင်ကားတစ်စီးတဲကိုထိုးအိတ်ကိုပစ်ထည့်ပေးလိုက်ပါတယ်။ကားရဲကလူကလည်းသူ့ကိုပတ်စံတွေထည့်ထားတဲ့အိတ်တစ်လုံးကိုပြန်ပေးလိုက်ပါတယ်။ဒီလိုနဲ့တညမှာတော့သူမစီကိုမနှက်ပြန်ကျောင်းစတိုခန်းမှာလက်ဆောင်သွားယူပါဆိုပြီးတော့မက်ဆေ့ဝင်လာပြန်ပါတယ်။အဲဒါကြောင့်နောက်နေ့မှာသူမကကျောင်းကစတိုခန်းထဲကိုသွားလိုက်ပါတယ်။စပွဲတစ်လုံးပေါ်မှာအချိုရည်ပလင်းနဲ့ ready ဆိုတဲ့စာကတ်ထားတာကိုတွေ့လိုက်ရတယ်။အဲဒီနောက်သူမငငယ်တုန်းကအစောကခံခဲ့ရတဲ့အဖြစ်ဆိုးကြီးကသူမကို6လန့်လွတ်လာခဲ့ပါတယ်။စိတ်တွေရှုပ်ထွေးသွားတဲ့သူမကအချိုရည်ပလင်းကိုနေရန်ကိုပစ်ပေါက်လိုက်တယ်ပြီးတဲ့နောက်တန့်စင်ခန်းထဲမှာမျက်နှာတက်လိုက်ပြီးထွက်လာတဲ့အချိန်မှာပဲသူမရဲ့တပည့်ဖြစ်တဲ့အတန်းကောင်းဆောင်တဲ့ကောင်မလေးတစ်ယောက်စကားများနေတာကိုတိုက်ပေါ်ကနေမြင်လိုက်ရပါတယ်ပြီးတော့သူမအတန်းချိန်ဖြစ်လို့ចောင်းသားတွေကိုစာတင်နေတော့မှဖုန်းထဲမှာမက်ဆေ့ဝင်လာတာကိုတွေ့လိုက်ရပြန်ပါတယ်တစ်ချိန်တည်းမှာပဲចောင်းသားတွေရဲ့ဖုန်းကိုလည်းမက်ဆေ့တွေဝင်လာပါတယ်စာထဲမှာရေးထားတာကចောင်းသားတွေအားလုံးအတွက်အထူးပွဲလေးစီစဉ်ပေးမယ်ဆိုပြီးတော့ဖြစ်ပါတယ်မက်ဆေ့တွေကစာကဆက်ဝင်လာပြီးအခုပြမဲ့ဓာတ်ပုံရဲ့ပိုင်ရှင်ကဘသူဖြစ်မလဲဆိုပြီးအမှတ်စဉ်တွေရေးတွက်နေရပါចောင်းသားတွေအကုန်လုံးကလည်းဖုန်းတွေကန်ကြည့်ပြီးကြီးတဲ့သူကလည်းကြည့်စာတွေလည်းဝင်ပို့နေကြပါတယ်သူမကတော့ចောင်းသားတွေကိုဖုန်းတွေမကင်ဘူးအော်ပြောနေပါတယ်အမှတ်စဉ်ရေးပြီးသွားတဲ့အချိန်မှာတော့သူမလည်းကျမ်းပြင်ကိုထိုင်ချလိုက်တယ်ပြီးတဲ့နောက်ဖုန်းတွေကဝင်လာတဲ့ဓာတ်ပုံကိုကြည့်လိုက်တော့သူမရဲ့ဓာတ်ပုံဟုတ်မနေပဲအခန်းထဲကចောင်းသူတဦးရဲ့ပုံဖြစ်လို့နေခဲ့ပါတယ်ထိုចောင်းသူလေးကတော့ရှက်ပြီးတော့အခန်းထဲကနေပြေးထွက်သွားခဲ့တယ်သူမလည်းအတန်းကောင်းဆောင်ကိုចောင်းသားတွေရဲ့ဖုန်းတွေအားလုံးကိုတင်ခိုင်းထားပြီးတော့ထွက်ပြေးသွားတဲ့ចောင်းသူလေးရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်နောက်ဆုံးတော့ပန်းညံတစ်ခုရဲ့ဘေးမှာထိုင်နေတဲ့ထိုចောင်းသူလေးကိုသူမတွေ့လိုက်ရတယ်။အဲဒီနောက်ចောင်းသူလေးကိုဓာတ်ပုံကိစ္စဘလို့ဖြစ်တာလဲဆိုပြီးမေးကြည့်နေပါတယ်။ထိုចောင်းသူလေးကလည်းသူမငငယ်တုန်းကဖြစ်ခဲ့တယ်လို့ပဲအချို့ရတောင်းမှုပြီးဘာမှမသိတော့ပဲဖြစ်ခဲ့တာလို့ပြပြနေပါတယ်။ပြီးတဲ့နောက်သူမအိမ်ကိုပြန်လာတော့အနောက်ကနေလူတစ်ယောက်လိုက်လာတယ်လို့သူမထင်နေပါတယ်။အဲဒါကြောင့်တကားအမြန်ဖွင့်နေစဉ်အနောက်ကနေသူမရဲ့ပခုံးကိုလူတစ်ယောက်ကပုတ်လိုက်တော့လန့်သွားခဲ့ပါတယ်။လက်ကြည့်လိုက်တော့မှသူမနဲ့မကြခင်လက်ထပ်တော့မဲ့သူ့ရဲ့ချစ်သူဖြစ်လို့နေခဲ့တာပါ။အိမ်ထဲရောက်လာတော့သူမရဲ့ချစ်သူကအခုတလောဘာတွေဖြစ်နေရလဲလို့မေးလာပါတယ်။သူမကလည်းအကြောင်းကသူ့ရဲ့တပည့်မအကြောင်းသူကိစ္စလေးကိုပြပြလိုက်တော့အဲ့ဒီကလေးမမျိုးတွေကိုကောက်ွယ်ပေးစရာမလိုဘူးအနေအထိုင်မစင်ကျင်လို့ဖြစ်ခဲ့တာရဲကိုတာတိုင်လိုက်ပါဆိုပြီးတော့ပြောလာပါတယ်အဲဒါကြောင့်သူမလည်းပဲသူ့တော်ကရဲတိုင်လိုက်မှာပို့အဆက်ကွဲခဲ့တာကိုတတိယသွားပြီးဝန်းနေသွားခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့သူမကအကြောင်းသူလေးနဲ့တည်တံ့တွေ့ခဲ့ပြီးအတန်းကောင်းဆောင်နဲ့ဟိုနေ့ကစကားများနေတာမှတ်လားဆရာမအပေါ်ကနေမြင်လိုက်တယ်ဘာဖြစ်နေကြတာလဲပြီးတော့သူနဲ့ကရောဘလို့ပတ်သက်လဲလို့မေးလိုက်ပါတယ်အဲ့တော့မှအကြောင်းသူမလေးကအတန်းကောင်းဆောင်ကိုသူမကတစ်ဖက်သက်ကြိုက်နေခဲ့တဲ့အကြောင်းကိုဆရာမကိုပြောပြလာပါတယ်ပြီးတော့သူ့အိမ်ကိုလိုက်သွားခဲ့ပြီးသူလှုပ်ချင်တာကိုလည်းခွင့်ပြုပေးခဲ့ပြီးအတူတူနေလိုက်မိချောင်းကိုရှင်းဖွင့်လာတယ်သူ့ရဲ့ကွန်ပျူတာထဲမှာလည်းသူမရဲ့မိန်းကလေးတွေရဲ့ဗီဒီယိုဖိုင်တွေအများကြီးကိုတွေ့ခဲ့ရပြီးတော့သူနဲ့အတူတူနေခဲ့တာကိုလည်းဗီဒီယိုခိုးရိုက်ထားခဲ့တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်အဲဒါကြောင့်ဗီဒီယိုတွေအကုန်လုံးသူမဖြစ်ပျက်လိုက်တာကိုသူကသိသွားခဲ့တာကြောင့်ပဲအဲ့ဒီနေ့ကသူတို့နှစ်ယောက်စကားများနေကြတာလို့ဆရာမကိုပြပြနေပါတယ်ပြီးတဲ့နောက်သူမလည်းစုံတော်ကြီးစီကနေသူစုံစမ်းခိုင်းထားတဲ့သူကဝန်ရမ်းမေးဖြစ်နေပြီးပျောက်နေတဲ့အကြောင်းကိုသိလိုက်ရတယ်။စုံတော်ကြီးကတော့မဖြစ်ခဲ့တယ်လေလို့မေးနေပေမဲ့သူမကတော့မပြောပြခဲ့ပါဘူး။တညမှာတော့ဆရာမတယောက်တပည့်ဖြစ်သူအတန်းကောင်းဆောင်နောက်ကိုလိုက်ချောင်းလိုက်ပါတယ်။ KTV တစ်ခုတည်းကိုဝင်သွားတာကိုသူမတွေ့လိုက်ရတော့အနောက်ကနေလိုက်သွားကြည့်လိုက်ပါတယ်။သူမလည်းချောင်းကြည့်လိုက်တော့အခန်းထဲမှာကောင်မလေးတွေနဲ့စားတောက်ပြောပါနေတာကိုတွေ့လိုက်ရတယ်။အတန်းကောင်းဆောင်ကလည်းသူမချောင်းကြည့်နေတာကိုမြင်လိုက်တော့အခန်းထဲကနေထွက်လာပြီးသူမရဲ့နောက်ကိုပြေးလိုက်လာကြပါတယ်။
သူမှလည်းသူတို့လက်ကနေလွတ်အောင်ပြေးနေရင်တနေရာရောက်တော့လူတစ်ယောက်ကဆွဲခေါ်လိုက်ပါတယ်ထိုလူကတော့စုံထောက်ဦးလေးကြီးပဲဖြစ်ပါတယ်အဲဒါကြောင့်လိုက်လာတဲ့သူတွေလက်ကနေသူမှလွတ်သွားခဲ့ပါတယ်နောက်နေ့ညမှာတော့စုံထောက်ကြီးကဆီယာမကိုလိုက်ဖမ်းခဲ့တဲ့အဖွဲ့တွေကတယောက်ကိုနောက်ရောက်ခံလိုက်ကဖမ်းဆီးပြီးမေးမြန်းစစ်ဆေးလိုက်ပါတယ်အဲ့ဒီကောင်လေးစီကတီးလိုက်ရတာကသူတို့ရဲ့အဖွဲ့မှာမစ္စတာဆိုတဲ့သူကခေါင်းဆောင်ဖြစ်ပြီးတော့သူတို့အချင်းချင်းလည်းမမြင်ဘူးကြပဲလိုင်းဘော်ကပဲဆက်သွယ်လုပ်ကြတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီလိုနဲ့တနေ့မှာတော့စုံထောက်ကြီးရဲ့တပည့်ဖြစ်သူစီကလည်းအသက်မပြည့်သေးတဲ့ចောင်းသားတွေကိုအသုံးချပြီးတော့မကောင်းတဲ့ဗီဒီယိုတွေရိုက်ကူးနေတဲ့အဖွဲ့ကိုနောက်ွယ်ကနေကြိုးကိုင်းနေတဲ့မာစတာဆိုတဲ့လူကចောင်းသူចောင်းသားတွေကိုချဲလှယ်နေတာဖြစ်ကြောင်းစုံစမ်းမှုရသိခဲ့ရတယ်လို့ပြောပြလာပါတယ်ဒါဆိုရင်တော့အဲ့ဒီလူကចောင်းသူចောင်းသားတွေကိုဘာနဲ့ချုပ်ကင်ထားတာလဲလို့စုံထောက်ကြီးကမေးလိုက်တော့ပတ်စံပေးထားတာကြောင့်လို့တပည့်ဖြစ်သူကပြန်ဖြေလိုက်ပါတယ်အဲ့ဒါကြောင့်ပဲနောက်ရက်မှာတော့စုံထောက်ဦးလေးကြီးကဆီယာမစီကိုဖုန်းဆက်ပြီးတော့ဒီကိစ္စရဲ့နောက်ွယ်မှာကျုပ်ကင်တဲ့သူတွေရှိနေပြီးတော့မင်းတယောက်တည်းနဲ့ဖြည့်ရှင်လို့မရနိုင်ဘူးသူနဲ့ပူပေါင်းပါဆိုပြီးတော့ပြောပြလာပါတယ်ဆီယာမကလည်းသူပြောတာကိုလက်ခံလိုက်ပြီးတော့နှစ်ယောက်သားပူပေါင်းပြီးဖော်ထုတ်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ကော်ဖီဆိုင်တစ်ခုမှာသူတို့နှစ်ယောက်ဆုံပြီးတော့စုံထောက်ဦးလေးကြီးကသူမဟိုနေ့ကနောက်ရောက်ခံလိုက်ခဲ့တဲ့ကိစ္စကိုမာစတာကကြိုသိနေပါတယ်လို့ပြောပြနေပါတယ်သူမကအဲ့ဒီအစီအစဉ်ကဦးလေးကြီးရဲ့သူမရဲ့တပည့်ဖြစ်သူចောင်းသူလေးရဲ့ပဲသိထားလို့ပြောပြပါတယ်ပြီးရဲ့နောက်သူမတို့နှစ်ယောက်ဆိုင်ထဲကနေပြန်ထွက်လာတဲ့အချိန်သူမကမူးလဲကျသွားခဲ့တယ်စုံထောက်ဦးလေးကြီးကလည်းသူမကိုပြေးထူလိုက်ပြီးတော့ကျမ်းမြင့်ဘော်ကိုပြုတ်ချနေတဲ့ဖုန်းတွေကနေသူမရဲ့တပ်ပုံကိုတွေ့သွားခဲ့တာကြောင့်ငငယ်တုန်းကလိုချင်းချောက်ခံနေရမှန်ကိုသိသွားခဲ့ပါတယ်ပြီးရဲ့နောက်သူမရေချိုးခန်းထဲမှာသူမတို့စုံတဲ့ပုံလေးတွေကိုကြည့်နေရင်မစိတစားဝင်လာပါတယ်သူမလည်းဖွင့်ကြည့်လိုက်တော့ចောင်းသူမလေးကိုဖမ်းထားတဲ့ဗီဒီယိုဖိုင်ဖြစ်လို့နေခဲ့ပါတယ်လိပ်စာလည်းပါနေအားကြောင့်သူမသွားခဲ့ဖို့ကိုဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်သူမလည်းကားနဲ့ထွက်လာပြီးစုံထောက်ဦးလေးကြီးကိုဖုန်းခေါ်ကြည့်ပေမဲ့ဖုန်းမကင်မှုဖြစ်နေအားကြောင့်မစိပဲပို့ထားလိုက်ပါတယ်အပြင်ကိုရောက်နေတဲ့ဦးလေးကြီးကဖုန်းစုံလေးကိုအိမ်မှာအသွင်းထားခဲ့တာဖြစ်ပါတယ်သူပြန်ရောက်လာတော့ဖုန်းကမက်ဆေ့ကိုကြည့်လိုက်ပြီးသူမရဲ့နောက်ကိုလိုက်လာခဲ့တယ်အဲ့ဒီနေရာကိုသူမရောက်လာပြီးတော့စပွဲပေါ်မှာနောက်တစ်ခါစူပါစတာဖြစ်လိမ့်မယ်ဆိုတဲ့စာတမ်းကတ်ထားတဲ့အချိုရည်ပလင်းကိုတွေ့ရပါတယ်။သူမလည်းဖွင့်တောင်းလိုက်ပြီးအနောက်ကနေတရယောက်ကသူမရဲ့ခေါင်းကိုအဝတ်အမဲနဲ့အုပ်လိုက်ပါတယ်။စုံထောက်ဦးလေးကြီးကလည်းသူမစီကိုလာနေရင်တပည့်ဖြစ်သူစီကိုဖုန်းဆက်ပြီးတော့အဲ့ဒီနေရာကိုရဲတွေနဲ့အတူလာခဲ့ဖို့ပြောလိုက်ပါတယ်။သူမတတိယလာတော့အဲ့ဒီကောင်တွေကခုံတစ်ခုမှကျိုးနဲ့တုပ်ထားပြီးဖုန်းနဲ့ဗီဒီယိုရိုက်နေပါတယ်။သူမကသူရောက်လာပြီးဖြစ်လို့ចောင်းသူလေးကိုလွှတ်ပေးဖို့ပြောနေတဲ့အချိန်သူမရဲ့ရှိကိုမျက်နှာဖုံးဆွထားတဲ့ကောင်မလေးတယောက်ရောက်လာပါတယ်။မျက်နှာဖုံးကိုချွတ်လိုက်တော့သူမရဲ့သပင်းမလေးဖြစ်နေခဲ့ပါတယ်။ចောင်းသူမလေးကသူမကိုတစ်ချိန်လုံးလှည့်စားနေခဲ့တာဖြစ်ပြီးတော့ပတ်စံအတွက်ကြောင့်မာစတာတို့အဖွဲ့နဲ့ပူးပေါင်းနေခဲ့တာဖြစ်ပါတယ်။သူမရဲ့အတန်းကောင်းဆောင်ကလည်းအဲ့ဒီအဖွဲ့တွေကပဲဖြစ်ပါတယ်။သူမကတော့ငွေအတွက်နဲ့အခုလိုတွေလုပ်နေတဲ့သူတို့အားလုံးကိုနောင်နာရအောင်လုပ်ပေးမယ်လို့ပြောနေပါတယ်။အဲ့ဒီချိန်မှာပဲတောက်ကလေးလေးတွေဂျိုးကြွနေရလားရိုက်ပေးမယ်ဆိုတဲ့အတန်းကြီးနဲ့အတူစုံထောက်ကြီးရောက်လာပါတယ်။အဲ့ဒီနောက်ဦးလေးကြီးလက်ရိုက်ခံရပြီးကျိုးနဲ့တုတ်တာကိုခံလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲစုံတော်ဦးလေးကြီးခေါ်လာတဲ့ရဲတွေပါရောက်လာခဲ့ပါတယ်။ဆီယာမကတော့ကျိုးကနေလွတ်သွားပြီးကျောင်းသူမရဲ့နောက်ကိုပြေးလိုက်သွားပါတယ်။တိုက်ပေါ်ကနေဆင်းပြေးလာခဲ့တဲ့အဖွဲ့ကလူတချို့ကိုတော့ရဲတွေကဖမ်းမိသွားပါတယ်။ဆီယာမကတော့ကျောင်းသူမနောက်ကိုပြေးလိုက်ရင်မိသွားတော့အရာအဆိုင်မလို့ဆဲဆိုပြီးပါးရကြီးလှည့်ရိုက်နေပါတယ်။ဒီလိုနဲ့အကုန်လုံးကိုရဲတွေကဖမ်းဆီးလိုက်ကြတယ်။ပြီးရနောက်ကျောင်းသူမရဲ့ဖုန်းထဲကနေမာစတာရဲ့ဖုန်းနံပါတ်ကိုတီးခဲ့ရပြီးရဲတွေကခြေရာခံကလိုက်သွားကြပါတယ်။ဆီယာမနဲ့စုံတော်ဦးလေးကြီးတို့ကလည်းကားတစ်စီးနဲ့အဲ့ဒီနေရာကိုလိုက်လာကြတယ်။ရဲတွေကလည်းမာစတာဆိုရဲ့လူရဲ့အိမ်ကိုဝင်ဖမ်းတော့အဲ့ဒီလူကရဲမှန်းသိသွားတော့ခြံစည်းကိုကြော်ပြီးထွက်ပြေးသွားပါတယ်။ရဲတွေကလည်းနောက်ကနေလိုက်ဖမ်းနေကြပါတယ်။တနေရာရောက်မှာတော့အဲ့ဒီလူကိုညှက်ပြီးတော့ဖမ်းမိသွားကြပါတယ်။ဆီယာမနဲ့စုံတော်ဦးလေးကြီးတို့လည်းအဲ့ဒီအိမ်ကိုရောက်လာကြတယ်။တစ်ဖက်မှာတော့အဲ့ဒီလူရဲ့ဖုန်းကိုရဲတွေကမာစတာဟုတ်မဟုတ်စစ်ဆေးနေခြင်းဆက်သွယ်ရေးစနာရဲ့ပြောကြားချက်အရမာစတာရဲ့ဖုန်းတီနေရာကခုနကအိမ်ကိုပြနေရဲဆိုတာကြောင့်အဲ့ဒီနေရာကိုရဲတွေလည်းပြန်လာကြတယ်။သူမတို့နှစ်ယောက်လည်းအိမ်ထဲကိုဝင်သွားလိုက်တော့ကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ကလေးကတော့သူမတို့ကိုမြင်ပြီးကြောက်နေပါတယ်။ဦးလေးကြီးကအခန်းကိုတစ်ချက်ကြည့်လိုက်တော့အခန်းထဲကကွန်ပျူတာမှာပေါ်နေတဲ့မကောင်းတဲ့ဇာတ်ကားတွေတင်တဲ့ website တစ်ခုဖွင့်ထားတာကိုမြင်လိုက်ရပါတယ်။အဲဒါကြောင့်ဦးလေးကြီးကမာစတာဆိုရဲ့လူရဲ့ဖုန်းကိုခေါ်ကြည့်လိုက်တော့ကလေးရဲ့လက်ထဲမှာကင်ထားတဲ့ဖုန်းလေးကိုဝင်လာပါတယ်။နောက်ပိုင်းမှာကလေးကိုစစ်ဆေးမေးကြည့်တဲ့အခါမှာတော့သူ့ရဲ့အဖေအရက်မူပြီးတော့မှောက်နေတဲ့အချိန်တွေမှာအဖေကိုကူညီတယ်ဆိုပြီးရင်းကစားတဲ့အထင်နဲ့ရှောက်လုံးမိခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ပြီးရဲ့နောက်စုံထောက်ဦးလေးကြီးရဲ့တပည့်ဖြစ်သူရဲကသူမကိုစာရေးထားတဲ့ကပ်ပြားလေးပေးခဲ့ပါတယ်။အဲ့ဒါကတော့သူမငငယ်တုန်းကသူမကိုစော်ကားပြီးချင်းချောက်ကဗီဒီယိုရိုက်ခဲ့တဲ့ကင်ကျင်းမဟုတ်ကဝဟန်းပေးပွားနေပဲကိုအဆုံးစီရင်ခဲ့တယ်ဆိုတာဖြစ်ပါတယ်။ဇလန်လေးရဲ့အဆုံးမှာတော့မာစတာဆိုတဲ့လူကသူမတန်တရားဖြစ်ခဲ့တဲ့ကင်ကျင်းမဟုတ်လားဒါမှမဟုတ်ကလေးရဲ့အဖေလားဒါမှမဟုတ်ကလေးလေးကိုယ်တိုင်လားဆိုတာကိုတော့ပရိသတ်တို့ကပဲကွန်မန့်လေးမှာမှန်သွားကြပါတော့။အဲ့ဒီမာစတာဆိုတဲ့လူရဲ့ဖုန်းကိုနောက်ဆုံးအချိန်ထိကင်ထားတဲ့သူကတော့အသက်မပြည့်သေးတဲ့ကလေးလေးတစ်ယောက်ဖြစ်နေခဲ့တာကြောင့်
စာနာမှုတစ်ခုလိုပဲလို့သူမသဘောထားလိုက်ပါတယ်ဆိုကစုံတော့ဦးလေးကြီးကိုပြောပြရင်ဇလန်လေးကိုပြီးဆုံးသွားခဲ့ပါတယ်။